Hi to everyone ဒီနေ့မှာတော့ကိုကတခုခုကိုခွင့်နှောင်းတဲ့နေရာမှာညင်ကျေးစွာဘယ်လိုပြောမလဲပေါ့နော်ဥမာကွာတခုခုလုပ်တော့မယ်ဆိုလို့ရှိရင်တစ်ဖက်လူကွာမေးတာပေါ့အစင်မြင်မလားစိတ်ဆိုးမလားရမလားပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ speaking pattern ကိုသုံးပြီးပြောလို့ရပါတယ် Do you mind if I plus verb ကိုသုံးပြီးပြောလို့ရပါတယ်ဥမာငါဒီမှာထိုင်မယ်ဆိုလို့ရှိရင်အစင်ပြေမလားဆိုလို့ရှိရင်Do you mind if I sit here ဘောနော်ပြင်နောက်တစ်ခုနေ့ဖုန်းကိုသုံးမယ်ဆိုလို့ရှိရင်အဆင်ပြေမလားရမလားစိတ်မဆိုးမလားဘောနော်အဲ့မျိုးဆိုလို့ရှိရင် Do you mind if I use your phone ပြင်နောက်တစ်ခုလေးပေါင်းကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်ရမလားဘောနော်စိတ်မဆိုးမလားဘောနော် Do you mind if I open the window ပြင်နောက်တစ်ခုဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင်ရမလားဘောနော်ဒီလိုမျိုးဆိုလို့ရှိရင် Do you mind if I take a photo ရမယ်လို့ထင်ပါတယ်ဒါဆိုရင်ကိုကတခုခုကိုလောက်တော့မယ်ဆိုလို့ရှိရင်တစ်ဖက်လူကိုဘောနော်ကွာအယိုးဆုံးဘောနော်မေးတာစင်မြင်မလားရနိုင်မလားဆိုလို့ရှိရင်ဒီ speaking pattern ကိုသုံးပြီးပြောလို့ရပါတယ်ညတော့အဖြစ် Do you mind if I plus verb ဘယ်လို verb လိုက်လေးရှိလဲဆိုလို့ရှိရင် present tense verb လိုက်လေးရှိပါတယ်ဒါဆိုရင်ရမယ်လို့ထင်ပါတယ် See you in the next video bye